အားလုံးပဲမင်္ဂလာပါစာဆိုသံ audio channel မှာကြိုဆိုပါရခင်ဗျာယခုဖတ်ပြပေးမှာကတော့ဆရာမနွေနွေအေးချမ်းရေးသားတဲ့အရက်ပြည့်မိသေးဆိုတဲ့ဖြစ်ရမှန်ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဆရာမနွေနွေအေးချမ်းကိုလည်းရိုသေကာရောပြုပါတယ်ခင်ဗျာအသစ်သောဇလံကောင်းလေးများကိုနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာဇလံလေးကိုနားဆင်ခံစားပေးကြပါအောင်ခင်ဗျာသူမနာမည်ကတစ်တစ်တင်အသက်က30ကျော်နေတော့ငယ်ရွယ်သူတချို့ကဒေါ်သက်တင်ပေါ်ငွေကိုရေလိုသုံးနိုင်တဲ့မိမဖောက်ပြန်တတ်တဲ့မိမပွေလီချုပ်တွေကျင့်တန်လွန်းနဲ့ရက်ပြစ်မှာလို့ကိုရမှာကြေပြောတတ်ကြပေမဲ့အရှိမတော့မမတစ်နဲ့မျက်နှာချိုသွေးပတ်စံချကြတဲ့သူတွေအများသားလားလေငုတ်တော့10နှစ်ကျော်သားသမီး2ယောက်နဲ့လက်ပြားငွေသိနေတဲ့မိမဟာဘလောက်ပွေလူမြင်တဲ့နယ်လေအရက်ခေါ်စားစော်ကြီးပေါ့လူပြပေါလေးတွေလက်ရက်ခေါ်ပြီးအန်ထက်တဲ့မမတဲ့သူ့ယောက်ျားကိုစိုးလင်းကလည်းမရစကားတခုမဲ့လေတကယ်လူရိုးကြီးပတ်ဝန်းကျင်မှာဘလိုတွေပဲပြောနေပါစေမမတဲ့တို့စကားတခုကသူ့ရဲ့ယုံကြည်ရပဲမမတဲ့ဆိုတော့လဲမိတ်ကလေးတပြင်းပေါင်တာလေးတဖုတ်စပင်ကလေးတတနဲ့ခက်ကြောနေရတဲ့မိမပတ်ဝန်းကျင်မှာပြောနေကြတဲ့မင်းအကြောင်းတွေကြားရတာလေငါနာနဲ့မဆက်တော့ဘူးကွာအနေထိုင်လေးလေစင်ញမအောင်ဒီစကားကြတော့မမတဲ့တယောက်ဆွဲလက်စမျက်ခုံးဆွဲခဲတယ်ကိုဘောက်ခနဲ့ပြစ်ချပြီးယောက်ျားဖြစ်သူပဲလှဲ့လို့ဒီမဲ့ယောက်ျားပတ်ဝန်းကျင်ကကျမတို့ပြည့်စုံရှိနေတာကိုမနာလို့တွေးထိုးခုံးတိုက်ကြတဲ့စကားကိုရှင်ကယုံတယ်လားကိုစိုးလင်းကတပြင်းကိုတစ်ချက်ချရင်ယုံတယ်လို့တော့မဟုတ်ဘူးပေါ့မိမရာဒါပေမဲ့တခါမကပြောနေတော့ဒီမဲ့ကိုစိုးလင်းကျမကအရှင်မရလားပတ်ဝန်းကျင်ကဟာမတွေကအရှင်မရလားမရတယောက်လုံးကိုတော့ရှင်ကမယုံကြည်ဖြစ်နေပြီပေါ့ဟမ်မမတဲ့အတန်းကမနေ့ကမှငှက်ဆိုးထိုးတယ်လို့ထွက်ပေါ်လာခဲ့ချေပြီရပါပြီမိမရာမဟုတ်လဲပြီးတာပါပဲဒီမဲ့မတော်နိုင်ပြီကိုစိုးလင်းရဲ့ဘယ်နဲ့တော့ပတ်ဝန်းကျင်ကရှင်တော်မလေးတွေကလည်းဘယ်အချိန်ငါလင်ပြန်လာမလဲချောင်းပြီးငါတောက်တင်းတွေသရုံးတင်ရတာကလည်းဒင်းတို့မှာအလုပ်တလုပ်ပဲအားရနေရင်လေထမင်းချမ်းကလေးရက်ခက်ပြီးစားနေကြပါလားလို့ရက်ပြစ်မတွေရဲ့ဟင်းဘယ်သူဘယ်ဝါပြောတယ်ဆိုတာကစမိသေးတို့ကကာကြီးကအားဆုံးသိတယ်ဟေ့ငါတောက်တင်းပြောချင်ရင်လေငါတောက်ကျွေးတွေတော့ကြေအောင်လာဆက်ဟေ့ပတ်ဝန်းကျင်ကိုအောက်ကလောတုတ်နေတဲ့မတ်သက်တင်ကြောင့်ကိုစိုးလင်းဝင်ထင်းရပြန်တယ်ရပါပြီမိမရာမပြောပါနဲ့တော့အိမ်စုနေအိမ်မဲ့လက်တိတ်ပါတယ်တော်တော့နော်တက်လက်တက်နိုင်တဲ့မမတဲ့ယောက်ျားရောအောင်တော့ပတ်ဝန်းကျင်ကိုကလော်တုတ်ပြရသေးတာမတ်သက်တင်ရဲ့နေတူကကိစ္စမှာထမင်းဟင်းချစ်တာမပါအိမ်မှုကိစ္စလုပ်တာမပါလှုပ်ရှားလေးမလိုဘူးလေရွာထဲကကလေးမတယောက်ကိုအခါပေးပြီးခိုင်းုံပဲဟာသူကတော့မှန်တင်ကုန်ချိကြောလေးထိုင်ပြီးအလှတွေပြင်းနေုံပဲကိုစိုးလင်းကပင်လဲထွက်ရင်အနည်းဆုံးတစ်လလောက်တော့ကြာတတ်တာဖဝဲပိုက်လေးချင်းနဲ့တစ်ခေါက်ပြန်ဝင်လာရင်လဲတိန်300-400တော့မျိုးမြတ်ကျန်တတ်တာမျိုးလေသားနဲ့သမီးကိုလည်းမြို့တက်ပြီးကြောင်းထားလေတော့အိမ်မှာတော့မသက်တင်တယောက်တည်းလွတ်လပ်ပေါ့ဒါမျိုးဆိုမသက်တင်တို့ကပေါ်တင်မဲရွာထဲကတယောက်ကိုအိမ်ပေါ်ခေါ်တင်လို့အကြိုက်ပြောပါတော့တာပဲသူစီလာတဲ့သူတွေကလည်းပတ်စံမပေးရတဲ့အပြင်ပတ်စံတောင်ရသေးတာလေဘာနာစရာရှိတယ်လဲမိသက်တို့များရက်တင်လိုက်တာဟဲ့နေကင်းကြောင်တောင်ကြီးကိုကမြင့်ရတယ်လို့ဩညပဲလေအငိမ့်နေတတ်တဲ့မိမမဟုတ်တာဖဲဝိုင်းပြီးရင်လဲရွာထဲကမုတ်ဆိုးကိုတန်းလှနဲ့ဘလူးသေးတာဟဲ့နင့်ဟာဟုတ်လို့လားအိုးဟုတ်တာမှဟုတ်နဲ့ကိုမြင်နေသေးပါတယ်ပြီးတော့သူ့မှာညော့ပါတယ်ဆိုပဲဒါကြောင့်မို့ရွာထဲကအကောင်တွေကတန်းဆွဲဖြစ်နေကြတာပေါ့တတိလဲထားအောင်အိမ်ကလူတွေပါနေရင်တော့အခက်ပဲအိုးတော့သွားလဲအိပ်ရသေးပတ်စံလဲရသေးတာပဲဟာနာစရာမှမရှိပါဘူးအန်ဟောပါအေးကိုလင်တောင်ပြန်မျှခြင်းသေးတယ်ဒီလိုပဲပေါ့ဟုတ်လို့ကြောပုတ်လို့ပေါ့မမတဲ့ရဲ့ပုံနှံတွေကတော့ရွာကမိမတွေရဲ့တန်းတုပ်အတင်းဖြင့်စကားဝိုင်းမှာကြိုင်လို့လှိုင်လို့မမတဲ့ရဲ့ချစ်တော်လေးတွေထဲမှာရွာလေကဥစိန်ဖွားနဲ့ဒေါ်ညွန်လူတို့ရဲ့သားမောင်တီဟာကတော့လက်ဆွဲတော်လေးပေါ့အသက်20ကျော်ငယ်ရွယ်နှုတ်ပြမှုတွေနဲ့အတူချောမောခံညာချင်းကမမအသက်ကိုမျက်စိကျစေတယ်
မတ်သက်တင်တို့ပတ်ဝန်းကျင်ကိုထင်မထင်ပုံများကတော့ဒီဟကိုတောင်ကာယကံရှင်မိဘတွေရှိမှမြစ္ဆာပြက်ခေါ်ရတာဟာနဲတဲ့တတ်တီလားဒီဟရဲ့မိဘတွေကလည်းရိပ်မိကြတာမို့တူတူတစ်မျိုးကျဲကျဲတပုံသူတို့သားကိုစုံမကြတာပါပဲဒါပေမဲ့မရပါဘူးအချိန်တန်ရင်ဒီဟကမတ်တဲ့အိမ်ကိုပဲရှေးဦးလှည့်ကျင်နေတော့တာမတ်တဲ့ကျွေးတာစားမတ်တဲ့ပေးတာယူနေဒီဟတယောက်မတ်တဲ့ရဲ့ငယ်ငယ်လုံးလုံးဖြစ်ပါလေရောလားဒီဟကမိဘတွေကိုကြောက်ပေမဲ့လဲသူ့စိတ်ထဲမတ်တဲ့ဖြစ်နေတာကလည်းအခက်သားပဲညိုနုရေငါတို့သားတော့စိတ်မိနေပြီထင်မရဲ့ကွာဘလို့ပြောဘလို့ဆိုဒီမိမစီပဲရောက်နေတာတခုခုတော့ကြံစားမအောင်ကွာဒေါ်ညိုနုမှလည်းအပူသေးနဲ့ထူးမခြားနာသွားပြီတဝူတီသောသားအတွက်ပူပန်နေရရှိကျမလည်းဘလို့လုပ်ရမှန်းမသိတော့ပါဘူးကိုစိန်ရဲ့သားလေးကိုကြည့်ရတာလေလူယုံနဲ့ကိုမတူတော့ဘူးစိတ်ညစ်ပါတယ်ပြောရင်ဆိုရင်နဲ့ဒီမိမကိုဒေါသထွက်လာပြန်ပြီကိုစိန်ရှင်အိမ်မနေအောင်တော့ဟဲ့မိမမင်းဘယ်သွားမလို့လဲဦးစိန်ဘမေးတာကိုဒေါ်ညိုတို့မဖြေခဲ့ပါခြေလန်းတွေကတော့တစ်တင်အိမ်စီကိုပါပဲဟဲ့တစ်တင်ရုပ်ဓမ္မမထွက်ခဲ့စမ်းညီထွက်လာခဲ့စမ်းငါသားလေးကိုလူပြဖြစ်တဲ့ကောင်မဟဲ့ဘယ်သူလဲဘာကိစ္စအင်ကြီးလာညံနေရတာလဲအိမ်ထဲကနေဩဇာဘူတိဘတ်တီနဲ့ဝယန္တာချစ်ထွက်လာတဲ့တစ်တင်ဩဘယ်သူများလဲလို့အေးငါပဲငါသားနဲ့မပတ်သက်ဖို့လာပြောတာဟေးဘယ်နဲ့အေးလင်းကြီးငေါတို့ရှိပါလျက်နဲ့ဖောက်လဲဖောက်ပြန်လုပ်နေတာညီမချစ်ဘူးလားကျမငတ်တာကျမရှာစားတာဘာရှိရမှာလဲဒီမှာမစ်တစ်တို့ကလေဘယ်သူကမှဂရုမစိုက်လို့ဒီလိုနေနေတာအေးညီပါသားညီဘယ်သူနဲ့ရှုပ်ငါသားနဲ့တော့လာမပတ်သက်နဲ့ဒါဆိုလဲကိုသားကိုနိုင်အောင်ထိတ်ပေါ့အေးငါတို့ကတော့ထိတ်နာပဲအချိန်တိုင်းညီစီရောက်လာတာကငါသားကစိတ်မိနေသလိုပဲညီဘာတွေလှုပ်ထားလဲငါသားကိုဟင်းဘာမှမလှုပ်ထားပါဘူးကျမကိုတန်းဆွမ်းဖြစ်နေအောင်လို့ရာသီသွေးလေးနည်းနည်းလောက်ကျွေးထားတာညီမရိုင်းလာကြည်လားကောင်မဆင်းလာစမ်းနင်းကိုငါတတ်မယ်အမလီငါသားနုထုတ်ကလေးကတော့ဘုံကန်နှိပ်มาပြီဒေါ်ညိုနုဘလို့ပင်ဒေါသထွက်နေပါစေအိမ်ဘော်ကမမတက်ကတော့နေသာတပလေညာကပါပဲအခုလဲကျမအိမ်မှာအထောသားရောက်နေတယ်လေခေါ်သွားအောင်မလားဘာဟမ်ဒီဟဟဲ့ဒီဟထွက်လာစမ်းပဝန်းကျင်ကတော့ဒီရန်ပွဲကိုအစကအဆုံးပဲရက်ကြည့်နေခဲ့ကြပါ යි ခဏနေတော့ဥစိန်ဘွားကအပြေးလာပါညုံနုရဲ့ဒီဟာမနဲ့ဖက်ဖြစ်ပြီးအချက်ကွဲမခံမနဲ့တော့မရဘူးကိုစိန်အထက်မှာကျမတို့သားလေးရှိနေတဲ့တော့သူကကျမတို့သားကိုရုံညံ့တာတွေကြည့်ထားတာတယ်လာပါမိမရဲ့ငါတို့သားသူ့ဟာသူပြန်လာပါစေနောက်မှတို့တွေဖြေးချင်းကြတာပေါ့ကောင်မနင်ဒီနေ့ဝက်လဲလိမ့်မယ်အမျိုးယုံမဒီသတင်းဟာတမှုဟုတ်ချင်းဆိုသလိုပဲပင်လယ်ပြန်ထွက်နေတဲ့ကိုစိုးလန်းသားစီပေါက်သွားခဲ့လေတော့မယုံတဝက်ယုံတဝက်နဲ့အိမ်ပြန်လာခဲ့စင်မှာပဲအိမ်ဘော်ကိုရှင်မချခြင်းမှာကြားရတဲ့အသံတွေမဟုတ်ပါစေနဲ့လို့သုဒယုံမှပါအပြင်ကပဲအတန်ပြုတ်လိုက်တယ်မိမရေငါပြန်လာပြီဆိုပြီးဝင်သွားတော့အိမ်နာကရေထမ်းသမားလူပြပေါက်လေးမောင်ထိုက်ကသူတို့အခန်းထဲမှာမတ်သက်တင်ကတော့အမူအရာကအေးဆေးဆေးပဲဩယောက်ျားရှင်ပြန်လာပြီလားဒီမှာလေကျမခါးနဲ့နာနေလို့အဲ့ဒါမောင်ထိုက်ကိုခေါင်းနှိပ်ခိုင်းနေတာကဲမောင်ထိုက်မင်းသွားလို့ရပြီပြော့ဒီမှာနှိပ်ခါနဲ့ရေဖို့ပတ်စံယူသွားအောင်ဆိုပြီးတထောင်တန်းတွေထုတ်ပေးပြီးပြန်လှုပ်လိုက်တယ်ကိုစိုးလင်းသိမ့်မတင်ကားခြင်းတော့ဘူးဒါပေမဲ့ကြည့်ရတာလေဘာမှမတင်ကားစရာမရှိတာမို့ဘဝန်းကျင်ကသွေးထိုးတာဖြစ်မှာပါလေဆိုပြီးမျက်စိစုံမိတ်ပါဇက်ပိတ်လို့နေလိုက်လေရဲ့ကိုစိုးလင်းဗိုက်စာနေပြီလားထမင်းစားမယ်လားကျမလည်းထမင်းမစားရသေးဘူးမရရဲ့အချိုးအပြုတ်မှာကိုစိုးလင်းတယောက်မျောပါနေလို့ပေါ့ဒါပေမဲ့ပေါ့လေစင်သေးကိုစိတ်တည်နဲ့ဖုံးလို့ဘယ်လုံးလိုက်မလို့ကိုစိုးလင်းမယုံမှုဆိုတာသိနေလို့လူတယောက်ဖုံးနဲ့ရယူထားတဲ့ဗီဒီယိုပြလိုက်တော့ကိုစိုးလင်းရဲ့သင်္ကန်းမကင်းတန်တရားစိတ်ကအချိန်ဟုန်နဲ့တက်လာနေတော့တာပါပဲဒါပေမဲ့လူရိုးလူအေးကြီးမှုဒေါသကိုရှင်မထားပဲ
ဗီဒီယိုတစ်နှင့်တကွမယားဖြစ်သူကိုပြလေတော့ကကိုစိုးလင်းရဲ့ဟုတ်ပါတယ်ကျမဖောက်ပြမိပါတယ်ရှင်မဲစဉ်းစားကြည့်လေကျမကအရွယ်ကောင်းတဲ့မိန်းမတစ်ယောက်ဒီလိုသွေးသားဆန္ဒကိုဘလို့များထိန်းချုပ်နိုင်မှလဲရှင်ကလည်းတလနေလို့တရက်တောင်မှကျမနဲ့အတူရှိနိုင်တာမဟုတ်ဘူးလေတော့ဒါကြောင့်ထိုးတော့လဲကိုစိုးလင်းခမဟုတ်ပေသားပဲဟုသဘောပိုက်ခါဒီကိစ္စကြောင်းထိုးထားလိုက်လေတော့သူတို့ပြဿနာကိုနားဆင်နေတဲ့ပတ်ဝန်းကျင်ကကိုစိုးလင်းကိုထဖို့ကောင်းတဲ့နွားကြီးလို့သမုတ်ကြတော့တာပဲဒီလိုမရဆိုမရညက်ကိုသိခံလုံကျွေးနေရတဲ့ကိုစိုးလင်းကြီးကိုပတ်ဝန်းကျင်ကဩချာယူရလောက်ပါရဲ့ဒါပေမဲ့အဲ့ဒီတနေ့ပေါ့လေကံကြွေးတွေကပြန်ဆက်ရတဲ့နေ့ကိုပြောရမလားမက်သက်တင်တယောက်လေဖြတ်သွားတယ်ဆိုတဲ့သတင်းဟာတရွာလုံးကိုပြန့်လို့တကယ်ပါပဲတကိုယ်လုံးဘယ်အကျိုးရှင်ကမှလှုပ်မရတော့ဘူးပါဇက်တစ်ချမ်းကလည်းရွဲ့လို့စကားတွေကဘလုံးမထွေးနဲ့ဒါလဲကိုစိုးလင်းကမညှို့ညင်ချပါဘူးရသမျှလေးနဲ့ကုချတာပါပဲအရင်ကခြားရတဲ့ပတ်စံတွေကလည်းမက်သက်တင်ဖြုံးခဲ့လို့ခုလိုနာရေးပြားရေးရှိနေချိန်မှာဘယ်အပေါက်ကမှရှာမရတော့ကိုစိုးလင်းရဲ့ဖဝဲပိုက်ကလည်းလူလိမ်ပြီးတော့ရှိသမျှအကုန်ဆုံးချုံစီးပွားရေးကကြာဆင်းလာနဲ့တစ်ချိန်ကမမတစ်ဆိုပြီးဖြစ်နေကြသူတွေတောင်လူနာလာကြည့်ပါမညာစီးပွားကကြာလာတော့အဝေးမှာကြောင်းထားတဲ့ကလေးနှစ်ယောက်ကိုပြန်ခေါ်လိုက်ရပြန်တယ်မက်သက်တင်တယောက်ညညဆိုဘလုံးမတွင်းနဲ့ထထအောင်နေလို့ကိုစိုးလင်းလဲကောင်းကောင်းမအိပ်ရတရားခွေတွေဖွင့်ထားပြီးပြီမဲ့လဲအော်နေတာတွေကရမသွားလေဖြတ်ယုံတင်မဟုတ်တကူလုံးဤတဆူဆူနဲ့နူနာဆွဲသလိုဖြစ်လာတယ်အနံ့ကလည်းနန်းဟောင်းနေလို့ဘယ်သူမှအနားမကတ်နိုင်ဘူးအဲ့ဒီတညကတော့လေဖြတ်နေတဲ့မက်သက်တင်ဟာငေါက်ခနဲ့ထထိုင်တော့တရင်မေးလာကြည့်တဲ့သူတွေကအံ့ဩနေကြတယ်ပြီးတော့အိမ်ပြင်ဘက်ကိုလက်ညှိုးထိုးလို့ပါဇက်ကလည်းလာခေါ်နေပြီငါ့ကိုလာခေါ်နေကြပြီလာပါမယ်တားတို့သမီးတို့ကိုစိုးလင်းရေကျမပြောစရာရှိတယ်ကျမရက်ပြစ်တယောက်လို့ဖောက်ပြခဲ့မိပါတယ်တားတို့သမီးတို့အမေကိုတူယူအမေလိုမဖြစ်စင်နဲ့အမေမိုက်ပြစ်တွေဆက်ဖို့တွားရတော့မယ်ခွေးတွေလာဆွဲနေပြီအမလေးဟဲ့အခွေးဥဆိုကထားပြနေတော့ကိုစိုးလင်းနဲ့လူတချို့ကဝိုင်းဆွဲရသေးတယ်မိတဲ့တတိထားလေမိတဲ့တတိထားအမလေးဟဲ့အခွေးမလာနဲ့မဆွဲကြပါနဲ့လိုက်ခဲ့ပါမယ်ဓာတ်တွေနဲ့ခုန်နေကြတယ်စူးတွေနဲ့ထိုးနေကြတယ်ကြောက်ပါပြီကျမလာပါမယ်လာပါပြီခုဆိုကခောက်ခနဲ့လက်ကျသွားလေတော့ကိုစိုးလင်းကမတ်တဲ့ရင်ဘက်ကိုလက်နဲ့ဆန်းကြည့်ပြီးခေါင်းခါပြလိုက်တော့အားလုံးစိတ်တော့မကောင်းကြအသက်ရှိစဉ်ကဘလို့ပဲမြင်ကပ်ခဲ့ပါစေမျက်စိရှိမှကံကြွေးဆက်တာကိုဒိဋ္ဌပြသွားခဲ့ပြီမဟုတ်လားကလေးတွေကတော့အမေသေးပြီဆိုတော့ဝမ်းနဲ့ပလက်ငိုကြတော့တာပေါ့လေလူတွေကတော့ပြောကြတယ်ကိုစိုးလင်းတော့ဟိုကြပြီပေါ့လေတဲ့ဘလို့ပဲဖြစ်ဖြစ်လင်းရှိရဲ့နဲ့အရက်ပြစ်ခဲ့တဲ့မတ်တဲ့ရဲ့အဆုံးသက်ကမလှပခဲ့ပါလားကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိဇလန်းလေးကတော့ဤတွင်ပြည့်စုံပါပြီဤစီဝတ္ထုတို့လေးကိုကြိုက်နေတဲ့ဆိုရင် like and share လေးလုပ်ပေးကြပါဦးခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ